ကျွန်တော်တို့ဆော့နေတဲ့ brother တွေအနေနဲ့ကျွန်တော်ခုဆော့နေတဲ့ W Winter 80122 server က way of winter ဖြစ်တဲ့အတွက်စစချင်းမှာတပုတ်မတီအောင်လို့ဘာတွေလုပ်ရမလဲဆိုတာကိုကျွန်တော်ပြပြပြမှာဖြစ်ပါတယ်။ game ထဲကိုစစရောက်ရှင်ကျွန်တော်အနေနဲ့ထင်းကောက်ကြောက်ခွဲပြီးသွားရင် camp ကိုချက်ချင်းဆောက်လိုက်ဒီနေရာမှာ camp ဆောက်လိုက်ပြီဆိုရင်ကျွန်တော်အနေနဲ့ camp ထဲမှာနေလိုက်မယ်ဆိုရင် Danny Carey ဆက်စီရဲ့အပူချိန်တိုးပြီးမှဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ Spider-Man တို့ Sunny Gage တို့ကိုစားလိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ Cold Resistant ကို Black Fight ခုခံပြီးမှဖြစ်ပြီးတော့တခါစားရတိုင်း9မိနစ်ခံမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ Camp မှာ Miro Craft ပြီးတော့ကျွန်တော်တို့လက်ထဲမှာ Miro ကိုကင်ထားမယ်ဆိုရင်အပူချိန်ကို Black Fight ဒီ Carey ဆက်စီရဲ့တိုးပြီးမှဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ Reindeer ကိုလိုက်တက်ပြီးတော့သူ့ရဲ့ skin နဲ့ armor တွေပြန်ပြီး craft မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ Cold Resistant ကို Black Fight ရမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ Mammoth မှာ Polar Expedition 1ကိုကျွန်တော်တို့အနေနဲ့ unlock လုပ်ထားပြီးတော့ supply wash band မှာ Helium craft ဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့တာမူရန်နဲ့ချာကိုလိုအပ်မှာဖြစ်ပြီးတော့တာမူရန်ကိုတော့ supply wash band မှာ craft လို့ရပြီးတော့ချာကိုကိုတော့ furnace မှာ craft လို့ရပါတယ်။ Helium craft ပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ဘက်ထဲမှာနေရာယူမှာဖြစ်ပြီးတော့တနားကြီးခံမှာဖြစ်ပြီးတော့ cold resistant နဲ့ frost resistant ကို platinum တိုးပြီးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နဲ့အတူတူ way of winter ကိုခုမှစဆော့မဲ့ brother တွေအနေနဲ့တစ်ဖက်ဖက်မတီအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာသိလောက်ပြီးထင်ပါတယ်။အဲ့တော့အားလုံးပဲနောက်ပြီးမှပြန်တွေ့ပါမယ်။အားလုံးပဲဘိုင်ပါ